aesthetic clinic ဖွင့်ဖို့အတွက်နေရာရှာနေရဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်နော်ရန်ကုန်မြို့ရဲ့အချက်ချာကြားတဲ့နေရာမှာ business တစ်ခုစတင်ဖို့အတွက် budget တင်တော်သောနေရာလေးတစ်ခုနဲ့ညီမဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဒုတိယ wellness center ဖြစ်ဖြစ် aesthetic clinic ဖြစ်ဖြစ်မတူညီတဲ့ဝန်ဆောင်မှုမျိုးကိုပေးဖို့ဒီနေရာလေးကအသင့်တော်ဆုံးပဲဖြစ်ပါရဲ့ရှင်နေလမ်းမကြီးပေါ်မှာတရှိပြီးတော့အနီးနားပတ်ဝန်းကျင်မှာဆိုရင်လည်းဘန်တွေ restaurant တွေ mini mart တွေနဲ့စီကားနေတဲ့နေရာလေးပဲဖြစ်ပါရဲ့ရှင်အကျယ်ဝန်းအားဖြင့်လည်း3000 square feet ရှိရဲ့အပြင်အခန်းနေထားတာလည်း hotel ပုံစံဖွဲ့စည်းထားတာမို့စိတ်သက် decoration ပြင်ဆင်ဖွင့်လှစ်လို့ရပြီးတော့ treatment room နဲ့နေရာချထားဖို့အတွက်လည်းတင့်တော်တဲ့အနေအထားမျိုးရရှိမှာပဲဖြစ်ပါရဲ့ရှင်customer တွေကားရက်ဖို့အဆင်ပြေအောင်ကားပိုက်ကင်းနဲ့ပါရှိမှာဖြစ်ပါတယ်ဒီလိုစီကားရဲ့နေရာမျိုးမှာကိုယ့်ရဲ့ brand ကိုပေါ်လင်စေမဲ့နေရာကောင်းတစ်ခုကိုရှာနေရဆိုရင်တော့ညီမတို့ Cosmo Heaven ကိုဖုန်းနံပါတ်ဒါမှမဟုတ် Pay Messenger ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်Apple Pay